မျက်နှာကတတိဘယ်နှချိန်တစ်ကောင်တစ်ချိန်လားနှစ်ချိန်လားသုံးချိန်လားဘာမှမသိပါဘူးကဲဘယ်သူတွေကတနည်းကိုတစ်ချိန်တစ်ပြီးတော့ဘယ်သူတွေကနှစ်ချိန်သုံးချိန်တစ်လဲဆိုတာကို comment မှာဖြေပေးပါအောင်နော်အဖြစ်မှန်ကတော့တစ်ချိန်တစ်သက်လူလည်းမှန်တယ်နှစ်ချိန်ဆိုလည်းမှန်တယ်သုံးချိန်ဆိုလည်းမှန်ပါတယ်ပထမဆုံးအနေနဲ့တနေ့တစ်ချိန်မျက်နှာတစ်ချင်တဲ့သူတွေအတွက်တော့ဆရာပြီးချင်တဲ့အကြံဉာဏ်လေးတစ်ခုရှိတယ်ဒါကတော့ညမိုးချုပ်မှာမျက်နှာတစ်ပေးပါဘာလို့လဲဆိုရင်ဆရာတို့တနေ့လုံးမှာရှိခဲ့တဲ့မျက်နှာအညစ်အကြေးတွေကိုညမိုးချုပ်မှာတစ်ပေးမယ်ပြီးတော့ရင်တော့ကိုလိန်ကျင်တဲ့ skin care ကိုလိန်လို့ရပါပြီနောက်တနေ့မနေ့ကျရင်တော့မျက်နှာတစ်စီမသုံးမနဲ့ယူချင်တဲ့မျက်နှာတစ်လို့ရပါတယ်ဒါကတော့တနေ့တစ်ချိန်မျက်နှာတစ်ချင်တဲ့သူတွေအတွက်ပါနှစ်ချိန်တစ်ချင်တဲ့သူတွေအတွက်ကတော့ဆရာတို့ပုံမှန်တိုင်းပါပဲဘာမှထွေထူးထူးမရှိပါဘူးမနေ့ကတစ်ခေါက်တင်မယ်ညတစ်ခေါက်တင်ပါမယ်ပုံမှန်မိတ်ကပ်လူနေတဲ့လူအတွက်တော့တနေ့ကို3ချိန်တစ်စေချင်ပါတယ်ဒါကတော့မိတ်ကပ်လူပြီးသွားရင် double cleansing လုပ်မယ်နောက်တနေ့မနေ့ကျရင်တော့ပုံမှန် cleansing လုပ်လို့ရပါပြီဒါကြောင့်မို့ကိုကတစ်ချိန်ပဲတစ်နှစ်ချိန်ပဲတစ်သုံးချိန်ပဲတစ်မှန်ပါတယ်ကဲဆရာဗီဒီယိုကြည့်နေတဲ့သူတွေကအောင်တနေ့ဘယ်ချိန်တစ်လဲဆိုတာကို comment မှာဝင်ပြပေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံပါအောင်မယ်ကျွန်တော်ကတော့ဒေါက်တာနိုင်ပါ